non-temporary ခရိုင်ပကရက်မြို့နယ်ရှိစိန်ခံကားကိုတောင်တစ်ခုမီးလောင်မှုကြောင့်ဘတ်ငွေတန်း190ကျော်ဆုံးရှုံးခဲ့ရပါတယ်။အဆိုပါမီးလောင်မှုဟာအောင်ကရက်ဒေသရှိစိန်ခံကားပြင်ဆင်ရေးနေရာမှာတောက်ကြနေ့နနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးနနက်8နာရီခွဲခန့်မှာရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။မီးတပ်ဖွဲ့ဝင်တွေနဲ့မီးတပ်ကားတွေနေရာကိုအလျင်အမြန်ရောက်ရှိခဲ့ကြပေမဲ့မီးတောက်တွေဟာကိုတောင်တစ်ခုလုံးကိုတည်မြန်စွာပန်းမိုးသွားခဲ့ပါတယ်။မီးရဲ့အရှိန်ဟုန်ပြင်းထန်မှုကြောင့်တာဝန်ထမ်းဆောင်နေတဲ့မီးတပ်ကားတစ်စီးပါပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေအရမီးလောင်မှုကြောင့်တန်ဖိုးဘတ်တန်း100ခန့်ရှိတဲ့စူပါကား9စီးနဲ့ဘတ်တန်း90ခန့်ရှိတဲ့တက်စလာလျှက်စစ်ကား45စီးပျက်စီးဆုံးရှုံးခဲ့ကြောင်းတွေ့ရှိရပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ CCTV မှတ်တမ်းတွေမှာမီးမလောင်ခင်နနက်9:50မိနစ်ခန့်ကအထူရောင်အလင်းတန်းတစ်ခုရုတ်တရက်လင်းသွားတာကိုတွေ့ရတဲ့အတွက်မီးလောင်မှုဟာလျှက်စစ်ဝါယာရှော့ကနေစတင်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆရပါတယ်။သတင်းအပြည့်အစုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။